အခုလိုမျိုးရှက်လက်ရှည်အပွားအဖြူတစ်ထည်နဲ့စကတ်အတူလေးတစ်ထည်ကိုသုံးပြီးတော့ဒီလိုမျိုးလေးဝတ်ပါမယ်ရှင်စတာပါနော်ဆိုတော့ဒီလိုမျိုးရှက်လက်ရှည်အပွားအဖြူတစ်ထည်နဲ့ဘလို့မတူညီတဲ့ outfit လေးတွေဝတ်မလဲဆိုတာကိုသိချင်ရင်ဗီဒီယိုကိုဆုံးအောင်ကြည့်မယ်ဒါလေးကကြတော့ပထမတစ်ခုပါဆိုတော့ तू ကတော့ရင်ပြက်စတိုင်လေးခါးနဲ့ကြိုးချီတာဖြစ်တဲ့အတွက်ခဏကိုတွဲလေးနဲ့ခဏကိုရအလှလဲပေါ်တယ်ဒါလေးကကြတော့ဒုတိယတစ်ခုပါ तू လဲရင်ပြက်ဒီဇိုင်းလေးပဲ तू ကကြတော့အပွားစတိုင်ပုံစံမျိုးလေး तू လေးလဲချစ်ဖို့ကောင်းတာပဲဒါလေးကကြတော့ half shoulder off စတိုင်ပုံစံမျိုးလေးပါနော်ဒီလိုမျိုးကြွကြတာကြတော့ကျဲတီတက်တာအပေါက်မှားသွားလို့ပါဒါလေးလဲတစ်မျိုးလှတာပဲကြည့်အောင်နော်ဒါလေးကကြတော့နောက်ထပ်တစ်ခု तू ကကြတော့ပခုံးကျိုးချီစတိုင်ပုံစံမျိုးလေးလှတာတွေကလေတအားလှတယ်တိလားတတိချာချာလေးဝတ်အရန်အနောက်ဘက်တွေရောတက်တက်ရရရှိတယ်နော်ဒါလေးကကြတော့နောက်ထပ်တစ်ခုလာမယ်โอเค तू ကကြတော့အရှိဘက်ကတော့ဒီလိုမျိုး style လေးအနောက်ဘက်ကတော့ယူယူလေးပဲအရှိဘက်ကကျိုးချီ style ပုံစံမျိုးလေးပေါ့သူလေးလဲလှတယ်ကြည်ဒါလေးကကြတော့ shoulder off style ပုံစံမျိုးလေးပါလောက်ကြပါအောင်ကိုတအားတွေကြိုက်နေလို့အရန်ကြိုက်နေပြီဒါလေးကကြတော့နောက်ထပ်တစ်ခုပါသူလဲလှတယ်နော်သူလဲလှတယ်ထပ်ပြောမယ်နော်ပြီးရင်နောက်ထပ်တစ်ခုသူလေးလဲချစ်စရာလေးဘယ်လိုလုပ်ရမလဲပြောကိုအရန်နေကြိုက်နေပြီကဲကြပါအောင်လို့ဒါလေးကကြတော့နောက်ထပ်တစ်ခုပေါ့နော်သူကတော့အရှိကအတူအနောက်ကအရှိပုံစံမျိုးလေးနဲ့အကုန်လုံးတစ်မျိုးစီလှကြတယ်ဆိုတော့ကိုတအားကြိုက်နေလို့ဒါကကြတော့ outfit အကုန်လုံးမှာနော်ဆိုတော့ဘယ် outfit ကြိုက်လဲဘယ် outfit နဲ့လိုက်လဲဆိုတော့ comment မှာမှန်ခဲ့နော်